ဘယ်အသင်းနိုင်ရဘိုးဆွဲသွားမလဲဘလို့ရလက်ထွက်ပေါ်လာနိုင်တယ်လဲဒီနှစ်သင်းရဲ့ဒိုဟတ်တွေ့ဆုံခဲ့တဲ့ရလက်တွေကိုပြန်ကြည့်ရမယ်ဆိုရင်နောက်ဆုံးကစားခဲ့တဲ့ခြေစမ်းပွဲ၃ပွဲမှာစပိန်အသင်းကတပွဲအနိုင်ရရှိထားခဲ့ပြီးအာဂျင်တီးနားအသင်းက2ပွဲအနိုင်ရရှိထားခဲ့ပါတယ်အခုဒီနှစ်2026ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်မှာကစားခဲ့တဲ့ခြေစွမ်းအခြေအနေတွေနဲ့စာရွက်ပေါ်ကအချက်လက်တွေအရဆိုရင်စပိန်အသင်းကဘောလုံးပိုင်ဆိုင်မှုနဲ့ပွဲကိုထိန်းချုပ်ကစားရမှာအာဂျင်တီးနားအသင်းထက်ပိုကောင်းပါတယ်အာဂျင်တီးနားအသင်းကတော့အခုလိုကမ္ဘာ့ဖလားပြိုင်ပွဲမှာအတွေ့အကြုံကောင်းတွေရှိခဲ့ပြီးစိတ်သက်ပိုင်းဆိုင်ရာမှာစပိန်အသင်းထက်ပိုမိုတန်မာမှုရှိတာကိုတွေ့ရပါတယ်ဒီကမ္ဘာ့ဖလားပိုလူပွဲဟာရလက်အနေနဲ့ဖြစ်လာနိုင်ခြေရှိတာတွေကတော့တသင်းကတကိုးအနိုင်နဲ့ကတ်နိုင်သွားနိုင်တယ်လို့နောက်ထပ်ရလက်တစ်မျိုးအနေနဲ့အချိန်ပိုထိကစားဒါမှမဟုတ်နောက်ဆုံးပိုင်နယ်တီအထိရောက်သွားနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်စပိန်အသင်းကပွဲကစားချိန်အစောပိုင်းမှာဂိုးတာရခဲ့ရင်သူတို့ရဲ့ကစားဟန်အတိုင်းပွဲကိုထိန်းချုပ်ကစားသွားနိုင်ပါတယ်ဒါမှမဟုတ်အာဂျင်တီးနားအသင်းသာအရင်ဂိုးရခဲ့ရင်စပိန်အသင်းကိုဘောလုံးပေးကစားပြီးသူတို့ရဲ့လျင်မြန်တိကျတဲ့တံပြန်တိုက်စစ်တွေနဲ့ပွဲကိုပုံမူကစားလာနိုင်ပါတယ်ဒီပွဲမှာနီးပြတွေရဲ့နီးပြူဟာအခင်းချင်းလူထုတ်ပုံပွဲချိန်အပြည့်အာယုံဆိုင်မှုတွေကလည်းအရေးပါတဲ့အရာတွေဖြစ်ပါတယ်။နှစ်သင်းစလုံးဘက်မှာပွဲအဖြေကိုပြောင်းလဲနိုင်တဲ့အရေးသွေးမြင့်ကစားသမားတွေပါဝင်တာကြောင့်ပွဲချိန်အပြည့်ရင်သက်ရှုမောစွာစောင့်ကြည့်ရမယ့်ဘိုလူပွဲတစ်ပွဲဖြစ်လာမှာပါ။ဒီနှစ်သင်းဟာဘိုလူပွဲကိုတက်ရောက်ထားနိုင်တဲ့အသင်းတွေဖြစ်တာနဲ့အညီနှစ်သင်းစလုံးကချန်ပီယံဖြစ်နိုင်တဲ့အရေးသွေးရှိတဲ့အသင်းတွေဖြစ်ပြီးလာမယ့်အဆုံးအဖြတ်ဘိုလူပွဲမှာတော့အမားအယွင်းအနည်းဆုံးဖြစ်တဲ့အသင်းကအနိုင်ရဖို့ဆွဲသွားမှာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့လည်းအခုလာမယ့်ကမ္ဘာဖလားဘိုလူပွဲမှာစပိန်အသင်းကချန်ပီယံဖြစ်သွားမလားအာဂျင်တီးနားအသင်းကထပ်မံပိုဆွဲသွားမလားဘလို့ရလက်တွေထွက်ပေါ်လာမလဲဆိုတာကိုမိမိရဲ့အမြင်ကိုကိုမှတ်မှာလွတ်လွတ်လပ်လပ်ရေးသားဖော်ပြပေးသွားကြပါဦးနော်ကျွန်တော်တို့ရဲ့ My Sport ကနေအခုလိုမျိုးအားကစားသတင်းတွေအားကစားအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေပါတယ် channel လေးကို subscribe မလုပ်ထားရသေးဘူးဆိုရင် subscribe လုပ်ထားကြပါဦးနော် My Sport ကို Facebook YouTube တော်တော်တို့တွင်ကြည့်ရှုနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ